EPN တိုင်းကမန်စီးတီးကိုချန်ပီယံဖြစ်စေခြင်းပဲဒီပုံစံအတိုင်းသာဆိုရင်အာဆင်နယ်ချန်ပီယံဖြစ်ဖို့တရားရခိုင်နှုန်းတည်ကြသွားခဲ့ပါပြီအားလုံးပဲမင်္ဂလာပါ B-Sport Channel ကနေတင်ဆက်ပေးနေပါလေညကရှင်မင်ကစားခဲ့တဲ့ Premier League ပွဲစဉ်မှာတော့ Manchester City တို့က Everton ကိုတည်ကြခဲ့ပြီးအမှတ်ရော့သွားခဲ့ပါပြီတကယ်ဆိုရင် Man City တို့ကဒီပွဲမှာရှုံးနေတာဖြစ်ပြီး EPN တိုင်းတွေအနေနဲ့အချိန်မိုအကြာကြီးပြီးခဲ့တာကြောင့်ဒိုကူကခြေပါကိုသွင်းခွင့်ရသွားခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဒိုင်းနေဘလောက်ပဲ Man City ကိုဖလားရအောင်လုပ်ပြီးအာဆင်နယ်တို့အတွက်ကတော့ Premier League ဖလားကတရားရခိုင်နှုန်းတည်ကြသွားခဲ့ပြီလို့ပဲပြောရမှာပါဘာလို့လဲဆိုတော့မပေးစရာကွာဟမှုအာဆင်နယ်တို့က Manchester City ကိုတပွဲပိုကစားက9မှတ်ထိဖျက်ထားနိုင်လိုက်ပြီဖြစ်ပြီးလက်ကျန်ပွဲစဉ်တွေမှာလည်းအာဆင်နယ်တို့အတွက်ချေချော်နိုင်လောက်တဲ့အထိခက်ခဲတဲ့အသင်းမရှိတော့တာကြောင့်ဖြစ်ပါတယ်။ Guardiola အပါအဝင် Manchester City အသင်းသားတွေကတော့ Everton ကိုတည်ကြပြီးနောက်ချန်ပီယံမျှော်လင့်ချက်ပြီးဆုံးသွားပြီဆိုတာမျက်နှာမှာအထင်သာပေါ်လွင်နေပြီးဒီရာသီဒုတိယလူဖြစ်မဲ့သူကသူတို့ဆိုတာလွယ်လွယ်သဘောပေါက်သွားခဲ့တာပါ။ Manchester City ပရိသတ်တွေကတော့မျှော်လင့်ချက်ရှိသေးတဲ့ဘာညာအားချောင်းနေပြီးမဲ့တကယ်တမ်းစဉ်းစားကြည့်ရင်လက်ကျန်ပွဲစဉ်3ပွဲမှာ Man City တို့ကအာဆင်နယ်ထက်ကိုပွဲချက်နေတာဖြစ်ပါတယ်။ Everton လိုအဆင့်30ကအသင်းမျိုးကိုအသေးအံကစားပြီးတည်ကြခဲ့တဲ့ Manchester City ကအဆင့်5ကဘီလာအဆင့်6ကဘုံမောက်အဆင့်9က Brentford တို့ကိုအနိုင်ခံမှုဆိုတာအတော်လေးခက်ခဲမဲ့အနေထားပါချန်ပီယံလောင်းအာဆင်နယ်တို့ကတော့အဆင့်18ကဝက်ဆန်အဆင့်19ကပန်လီအဆင့်15ကခရစ္စတယ်ပဲလီတို့နဲ့ကန်ရမှာဖြစ်ပြီးဒီအသင်းတွေကအာဆင်နယ်အတွက်တော့မျက်စိမိတ်ကန်အောင်နိုင်တဲ့အသင်းတွေလို့ပြောရမှာဖြစ်ပါတယ်ဒါကြောင့်ဒီရာသီ Premier League ချန်ပီယံတိုက်ပွဲကပြီးဆုံးသွားပြီလို့ဆိုရမှာဖြစ်ပြီးချန်ပီယံလောင်းအာဆင်နယ်လို့အကြိမ်1000လောက်အော်သင်းနေပြီဖြစ်ပါတယ်